ခေါင်းပိတ်နေတာဒါနဲ့နှာခေါင်းပိတ်တာကို English လို့ဘယ်လိုပြောလို့ရလဲသိပြီးကြပြီလားမသိသေးဘူးဆိုလို့ရှိရင်တော့နင်းနဲ့တူတူနှာခေါင်းပိတ်တဲ့ခါမှာပြောလို့ရမယ်စကားပြောလေး၅ချောင်းကိုတစ်ခါတည်းမှတ်မိသွားအောင်အတူတူလေ့လာကြည့်ကြမယ်နော်နံပါတ်1အနေနဲ့ My nose is blocked My nose is blocked နံပါတ်2 My nose is clogged My nose is clogged နံပါတ်3 I have a stuffy nose I have a stuffy nose နံပါတ်4 I'm all congested I'm all congested နံပါတ်5အနေနဲ့ My nasal passages are blocked My nasal passages are blocked လို့ပြောလို့ရပါတယ်ကဲဒါဆိုလို့ရှိရင်တော့မှတ်မိသွားအောင်နောက်ဆုံးတစ်ခေါက်လောက်အတူတူပြန်ပြောကြည့်ရအောင်နော်နံပါတ်1အနေနဲ့ My nose is blocked နံပါတ်2အနေနဲ့ My nose is clogged နံပါတ်3အနေနဲ့ I have a stuffy nose နံပါတ်4 I'm more congested နံပါတ်5 My nasal passages are blocked လို့ပြောလို့ရပါတယ်ကဲဒါဆိုလို့ရှိရင်တော့အားလုံးပဲနှာခေါင်းပိတ်တဲ့ခါမှာဘယ်လိုပြောလို့ရမလဲသိသွားလောက်ပြီလို့ထင်ပါတယ်ဒီလိုမျိုးပေါ့နော်နေ့စဉ်သုံးစကားပြောလေးပဲဖြစ်ဖြစ်ကျမရေးနဲ့ပတ်သက်တဲ့ပေါ့နော်အသုံးများတဲ့စကားပြောလေးတွေကိုဒီ future web page လေးကနေပြီးတော့နေ့စဉ် video လေးတွေနဲ့တင်ဆက်ပေးသွားမှာဟုတ်လို့အင်္ဂလိပ်စာလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့နေ့ရဲ့ future web page လေးကို follow လေးလုပ်ပြီးတော့လေ့လာလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်